PK Audio Book Channel ကိုအစဉ်အမြဲစောင့်မျှော်ပြီးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ။ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေဒီကနေ့ညမှာတင်ဆက်ပေးဖို့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့စာရေးဆရာလွင်ဦးဟန်ရေးသားထားတဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းကောင်းလေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ပရိသတ်ကြီးကအစဉ်သစ်ဖြစ်ပြီဆိုရင်တော့ဇလန်းကောင်းလေးကိုစတင်ခန်းစားအားပေးကြပါအောင်ခင်ဗျာခွင့်လွှတ်မှုတွေနားလည်မှုတွေပေးဆက်မှုတွေပြည့်စုံမှာအချစ်တယ်လားဟုတ်မှာပါခွင့်မလွှတ်ခြင်းပေမဲ့ခွင့်လွှတ်ခဲ့ရတာနားမလဲခြင်းပေမဲ့နားလည်ပြီးခဲ့ရတာတွေကအချစ်ကြောင့်ပဲဖြစ်မှာပါချစ်ချင်းမြတ်တာဆိုတာပူလောင်တတ်တဲ့အရာတစ်ခုဆိုတာကိုတော့ကိုတွေ့မှုအကျွင့်မဲ့ယုံကြည်ခဲ့ပါတယ်ကိုယ်တိုင်ကပေးဆပ်မှုတွေနဲ့ချစ်တာလားတန်ရောစင်တွေကြောင့်ပဲလားဆိုတာတော့ဝေခွဲရခက်နေမိပါတယ်ဘယ်လိုပဲဖြစ်ဖြစ်နှဲကိုကျွန်တော်ချစ်ခဲ့တာကတော့နှလုံးသားကိုဗဟိုပြု၍ရိုက်ခတ်လာတဲ့ချစ်ချင်းတန်ရောစင်တွေနဲ့ချစ်ခဲ့တာအမှန်ပါအတုံးအလဲဆိုတာဘယ်တော့မှမရှိပါစေနဲ့ပေးဆပ်ခဲ့ရသမျှတွေကိုတန်တရားဆက်ဆက်ပြန်လဲရယူနိုင်တဲ့သူမဖြစ်ပါစေနဲ့လို့ဖះမှာဆူတောင်းရတာလည်းမနှဲတော့ပါဘူးယောက်ျားတစ်ယောက်မှာရှိတဲ့ရှိထိုက်တဲ့မာနအဆက်သိက္ခာတွေကျွန်တော်မှာရှိမနေခဲ့တာကိုကကျွန်တော်ရဲ့အားနည်းချက်ပတ်ဝန်းကျင်ရဲ့အမြင်မှာကျွန်တော်ကနွားတစ်ကောင်ထက်နှိမ့်ချနေတဲ့သူဖြစ်နေတာကိုသိပေမဲ့တုံးလှုပ်ခြင်းအလေးမရှိတာကိုကလည်းကျွန်တော်ရဲ့ခံယူချက်ကြောင့်ပဲထင်ပါတယ်နှလုံးသားဆိုတာခန္ဓာကိုယ်တစ်ခုလုံးအတွက်သွေးလည်ပတ်ဖို့အလုံးလုံးနေတဲ့အစိပ်အပိုင်းဖြစ်တာကြောင့်ကျွန်တော်ရဲ့နှလုံးသားထဲမှာကိန်းအောင်နေတဲ့နွဲကိုချစ်တဲ့ချစ်ချင်းမြတ်တာတွေခွင့်လွှတ်ခြင်းတွေပေးဆက်ခြင်းတွေကနှလုံးသွေးနဲ့အတူကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလှည့်ပတ်စီးမျောနေပါလိမ့်မယ်။နွဲကိုချစ်တာတင်မဲလားဆိုတော့မဟုတ်သေးပါဘူး။နွဲနဲ့ကျွန်တော်ရဲ့သွေးတွေပေါင်းဆက်ထားတဲ့ရင်သွေးလေးနှစ်ယောက်ကြောင့်လည်းခွင့်လွှတ်နိုင်ခဲ့ရတာပါ။ကြည်ပြူတယ်လို့မဟုတ်ခဲ့ပေမဲ့သားနဲ့သမီးလေးအတွက်နှလုံးသားကရင်သွေးလေးနှစ်ယောက်ကြောင့်လည်းတီမာတီပါလေသလား။တကယ်တော့နွဲနဲ့ကျွန်တော်ကပြောင်းပြန်တွေဖြစ်နေကြပါတယ်။အရွယ်မရောက်သေးတဲ့သားနဲ့သမီးနှစ်ယောက်ကိုမြေစာပေမဖြည့်စေခြင်းနဲ့ဆန္ဒကြောင့်ရှင်လျက်နဲ့တည်နေတဲ့ဘဝကိုကျွန်တော်ကိုယ်တိုင်ပဲရွေးချယ်မိခဲ့ပါတယ်မင်းကတော်တော်နွားကြတဲ့အကောင်ပဲကိုမိမဖောက်ပြန်နေတာကိုသိရနဲ့ညင်နေတာဆိုတော့မင်းကိုယ်တိုင်ကခွင့်ပြုထားလားကွာဟမ်မင်းယောက်ျားမဟုတ်ဘူးလားမင်းမယောက်ျားတယောက်ရဲ့စွမ်းဆောင်ရည်မရှိတော့လို့ကိုယ့်ရဲ့မိမကိုအခြားတစ်ကောင်ရဲ့ခြေထောင်နဲ့ထည့်ရလားကွာတိုင်းတစ်ပါးမှာဒုက္ခခံပြီးနွားလိုယုံကြုံလိုခိုင်းသမျှလို့ရသမျှလာစာကိုချစ်ကုပ်ပြီးမိမနဲ့လင်ငယ်အတွက်ထောက်ပံ့ပေးနေရတာမင်းကိုမသနာဘူးလားကွာဟမ်ဖေဖေပြောသမျှခေါင်းငုံခံယုံကလွဲပြီးကျွန်တော်မှပြောကြစကားမရှိပါဘူးဖေဖေပြောတာလေအမှန်ပါပဲမိသားစုစာဝတ်နေရေးအတွက်စင်ကာပူနိုင်ငံမှာ3နှစ်3ဖို့ဒုက္ခခံပြီးလောက်ကင်ရှာဖွေနေတဲ့အချိန်မှာကျွန်တော်မျက်နှိုးခဲ့တဲ့သစ္စာပန်းလေးတွေကိုຫນွေကနင်းချေဖျက်ဆီးခဲ့တယ်အရှက်သိက္ခာကိုတန်ဖိုးမထားလင်သားနဲ့သားသမီးတွေရဲ့မျက်နှာကိုမထောက်မညာပဲသွေးဆောင်ရနောက်ကိုလိုက်ပါသွားခဲ့ပါတယ်။ပတ်ဝန်းကျင်လည်းမှမျက်နှာငယ်နေရတဲ့သားနဲ့သမီးလေးအတွက်ဝမ်းစာရိတ်ကိုပြစ်ပြီးပြန်လာခဲ့ရပါတယ်။ຫນွေကကျွန်တော်ကိုမချစ်လို့ပြစ်သွားတယ်လို့ကျွန်တော်မတတ်မှတ်ခဲ့ပါဘူး။ကျွန်တော်နဲ့ຫນွေတို့ကတယောက်နဲ့တယောက်မခွဲနိုင်မခွာရဲ့ချစ်ခဲ့ကြလို့မိဘတွေသဘောမတူတဲ့ကြားတွေကခိုးပြေးခဲ့ရတဲ့သူတွေပါ။ຫນွေကသွေးသားဆန္ဒကိုမလွန်ဆန်နိုင်လို့ဆန္ဒနဲ့တိတ်ခါကိုပဲလဲခဲလိုက်တယ်လို့တတ်မှတ်လိုက်ပါတယ်။ဇနီးတဲ့ကိုနှစ်တော်ကြာခွဲထားခဲ့ပြီးစီးပွားရေးကိုပဲအာရုံစိုက်ခဲ့တဲ့ကျွန်တော်ကိုကျွန်တော်ပဲအပြစ်တင်ခဲ့မိပါတယ်။နှွေကကျွန်တော်ကိုချစ်ခဲ့တယ်လို့ကျွန်တော်လည်းနှွေကိုအလွန်ချစ်ခဲ့မိပါတယ်။နှွေပြန်လိုက်ခဲ့ပါ။သားနဲ့သမီးတနာပါတယ်။နှွေကိုခွင့်လွတ်တယ်။နောက်တစ်ခါထပ်မဖြစ်ရင်တော်ပြီ။လူဆိုတာတစ်ခါတလေအမားဆိုတာတော့ရှိမှာပဲလေ။ပြန်လိုက်ခဲ့နော်။ကျွန်တော်ကိုတွေ့ကြီးစိုက်ကြည့်နေတဲ့နှွဲမျက်နှာပေါ်မှာမထင်မှတ်တဲ့စကားမျိုးကြားလိုက်ရတဲ့အတွက်တန်တော်ဖြစ်နေပုံရပါတယ်အခုမှဘာပြည့်ရှိလို့အခုလိုလုပ်ရတာလဲနှွဲရဲ့အခုမှနှွဲတို့အတွက်စီးပွားရှာနေရတာပါအခုမှညစာကိုခောက်ဆဲပြုတ်ပဲစားပြီးပတ်စံစုနေတာနှွဲတို့အတွက်ပါနှွဲခေါင်းကိုတွင်ရမ်းနေတဲ့နှွဲကကျွန်တော်ပြောနေတဲ့စကားကိုလက်မခံတာလားသူမနေတယ်ဆိုတာကိုသိလို့ပဲလားကျွန်တော်မစင်စားခင်မှာပဲကျွန်တော်နဲ့အတူနှွဲပြန်လိုက်လာပါတယ်
နွယ်နဲ့ပတ်သက်နေသူကိုတွေးကြည့်ပြီးစကားပြောတဲ့အချိန်မှာကျွန်တော်ရဲ့စကားလုံးတွေကတောင်းပန်ခါရတဲ့စကားလုံးတွေပဲဖြစ်နေလိမ့်မယ်ဆိုတာကျွန်တော်ကိုယ်တိုင်အသိဆုံးပါပဲကျွန်တော်ဘက်ကချွင်းချက်ရှာဖို့အဲ့ဒီလူကိုလေးလာမိပြန်တော့ကျွန်တော်ထက်သားတာတခုမှရှာမတွေ့နိုင်ခဲ့ပါဘူးဒါပေမဲ့လည်းကျွန်တော်မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အရာကျွန်တော်ထက်သားတဲ့အရာတစ်ခုကိုအဲ့လူထံကနေနွယ်ကိုယ်တိုင်ရှာတွေ့ခဲ့လို့အခုလိုဖြစ်ခဲ့ရတယ်ဆိုတာနားလည်မိခဲ့ပါတယ်အိမ်အောင်တက်တန်း6နှစ်ကျော်ရှိခဲ့ပေမဲ့ကျွန်တော်နဲ့နွယ်တို့အတူနေထိုင်ခဲ့ရတာက3နှစ်တောင်ပြည့်မဲ့မထင်ပါဘူး။နွယ်ကတနာရကားကိုမမတ်မုံမမရှိတာကျွန်တော်အသိဆုံးပါ။သားသမီးဝေယဝစ္စအိမ်မှုကိစ္စတွေနဲ့အလုံများနေတဲ့နွယ်ကိုအခုလိုဖြစ်လာလိမ့်မယ်လို့မထင်မိခဲ့ပါဘူး။ညအိတ်ချိန်မှာတော့လင်မယားအတူနေဖို့စိတ်မဝင်စားခဲ့တဲ့နွယ်ကထူးထူးခြားခြားပြောင်းလဲသွားတာကိုတော်တော်အံ့ဩမိပါတယ်။ကျွန်တော်ဘက်ကချွင်းချက်တွေကိုယ်တိုင်ပြန်သုံးသပ်ကြည့်ပေမဲ့ပြခါခါထားပြခဲ့ရလောက်တဲ့အထိအပြစ်ကြီးကြီးမားမားချွင်းချက်ကြီးကြီးမားမားမတွေ့မိခဲ့ပါဘူးကိုပြန်သုံးသပ်မိတာကြောင့်လည်းဖြစ်မှာပါငဲကိုပြန်ခေါ်လာပြီးနောက်ပိုင်းငဲလိုအပ်နေတဲ့သွေးသားဆန္ဒကိုပြေဝတာထက်ကြော်လွန်အောင်ကျွန်တော်ဖြည့်ဆည်းခဲ့ပေမဲ့ຫນွေကတော့စက်ရုပ်တရုပ်လိုခန်းစားချက်ကင်းမဲ့နေခဲ့တာကိုတတိထားမိခဲ့ပါတယ်ຫນွေကိုနဲ့နေရတာအဆင်မပြေဘူးလားနွယ်ကဘယ်လိုမျိုးနှစ်သက်တယ်ဆိုတာလင်မယားချင်းပဲပွင့်လင်းပြောလေဟင်းအဆင်ပြေပါတယ်မရှက်စတမ်းပြောရရင်ကျွန်တော်လည်းယောက်ျားပါမိန်းမတစ်ယောက်ရဲ့တာယာမှုအခြေအနေကိုကောင်းကောင်းသဘောပေါက်တဲ့သူပါတကောကောင်းဆန်ပြီးကိုယ့်အတွက်ပဲကိုကြည့်ကြတဲ့သူလည်းမဟုတ်ပါဘူးဒါဆိုနွယ်လိုအပ်နေတာပါလေနွယ်အတွက်အကောင်းဆုံးဘယ်လိုဖြည့်ဆည်းပေးရမလဲဆိုတာတွေကိုအချိန်တိုင်းတွေးနေမိတယ်။တွေကတော့ကျွန်တော်နဲ့စိတ်မပါပေမဲ့ဟိုလူနဲ့ကြာမကြာခဏဆက်ဆံနေတတ်ပါတယ်။တီတာတီစေမမြင်စေနဲ့လို့ပြောထားခဲ့ပေမဲ့တီလဲတီမြင်လဲမြင်နေရပါတယ်။မကြာခဏအိမ်ကနေပျောက်သွားတတ်လို့မတက်တာတဲ့အစုံအိမ်ပေါ်မှာတင်ခွင့်ပြုလိုက်ရပါတယ်။ကျွန်တော်မားနေသလားဆိုတာကိုတော့ကို့ဘာသာကိုမွေးဖန်တတ်ပါဘူး။ဒါပေမဲ့လည်းနွဲကိုမစွန့်လွတ်နိုင်တာကြောင့်မျက်စိအောင်မှာပဲနေကြဖို့ခွင့်ပြုလိုက်ရပါတယ်ကျွန်တော်ဘယ်နေရာမှာအားနည်းနေသလဲကျွန်တော်မှຫນွေလက်မခံနိုင်တဲ့အချက်တွေရှိနေသလားဆိုတာကိုယ်တိုင်သုံးသပ်ကြည့်ုံနဲ့မလုံလောက်တော့ပါဘူးကျွန်တော်တို့အဖြေရှာဖို့ဆိုတာတနည်းပဲရှိပါတော့တယ်ဟာအကိုပြောတာကျမမနဲ့စဉ်းစားယူရတယ်ကျွန်တော်ယောက်ျားပီသားရဲ့လားအော်ပီသားတာပေါ့ဒီထက်သာပီသားရရင်ကျမလေးအသက်ထွက်ဖို့ပဲရှိတော့တယ်လူလည်းမျောနေပြီခမည်းကယောက်ျားတော်တော်များများနဲ့ဆက်ဆံဖို့တော့ကျွန်တော်ရဲ့အားနည်းချက်တစ်ခုကိုသိနေမှာပေါ့ပြောပြပေးပါလားကျမအမြင်တော့အခုမှအားနည်းချက်မရှိပါဘူးတာမန်တိုင်းပါပဲတခြားဘာတွေများတွေ့သေးလဲဗျာအကိုစေးလေးတောက်တာတော့ကျမမြင်နေကျန်တာတော့ကျမမသိဘူးစေးလေးကတော့တောက်ပါတယ်အရက်နဲ့ကွန်းကတော့အနက်တောင်ခံလို့မရပါဘူးဗျာကျွန်တော်ရဲ့နေပုံထိုင်ပုံကောဒါလည်းအပြစ်ပြောစရာမရှိပါဘူးအခုပုံကလူကြီးဆန်နေအေးဆေးတင်ငိမ့်နေလို့ကျမထင်တယ်ခဏလေးတွေ့ရတဲ့အမြင်ကိုကျမပြောတာနော်သဘောပေါက်ပါတယ်ကျွန်တော်မိန်းမကကျွန်တော်ကိုဘာလို့အဲ့လိုလုပ်ရတာလဲဗျာဟောအကိုဟုတ်ကဲ့ပြောပါမိန်းမတွေရဲ့ခံစားချက်ကိုအကိုဘယ်လောက်သိလဲကျွန်တော်မသိလို့ပေါ့ဗျာအင်းမော့ကျမဒီအလုပ်ကိုလှုပ်ရှားနေတာဝါသနာပါလို့မဟုတ်ဘူးဝမ်းစာရည်အတွက်လှုပ်ရှားနေရတာကျွန်တော်နားလဲပါတယ်မိမတိုင်းတနာရာကမကြီးကြဘူးအဲ့ဒီကိစ္စမရလဲနေနိုင်ကြတာပဲကျမကိုယ်တိုင်ယောက်ျားတွေနဲ့ဆက်ဆံတိုင်းစိတ်ပါတာမဟုတ်ဘူးအကိုကျမမှယောက်ျားရှိတယ်ဗျာလက်ရှိပေါင်းနေရလားဟုတ်တယ်ကိုကျမမှယောက်ျားရှိတယ်ကလေး3ယောက်ရှိတယ်ဟာယောက်ျားရှိရနဲ့အခုလိုဘာလို့လှုပ်ရှားရတာလဲဗျာကျမရဲ့ယောက်ျားကအောက်ပိုင်းတည်နေတယ်အကိုအော်ခမအဲ့လိုလှုပ်ရှားတာ तू မသိဘူးလားတဒေါင်းစားထက်နှိမ့်ချနေတဲ့ဘဝကိုရောက်ခဲ့ပေမဲ့ကျမယောက်ျားနဲ့သားသမီးရဲ့အဆက်ဂုံတိတ်ခါကိုတော့နည်းနည်းလေးအထိမခံနိုင်ဘူးကျမရဲ့သားသမီးတွေကိုပြစ်ဒဇာမရဲ့သားသမီးတွေလိုအပြောမခံနိုင်ဘူးသူတို့တွေတီးသွားတဲ့အချိန်ကြရင်ကျမကိုကျမခွန့်လွတ်နိုင်မှာမဟုတ်ဘူး
ကိုတတ်တယ်ပြစ်မယ်ကျမဝါသနာကြောင့်လှုပ်ရှားနေရတာမဟုတ်ပါဘူးသူတို့လေးတွေရဲ့ပညာရေးစာဝတ်နေရေးအတွက်လှုပ်ရှားနေရတာပါဟင်ကျမလှုပ်တာရက်ကွက်ထိပ်ကလူတွေတောင်မသိဘူးအခုအကိုနဲ့ပါလာရတယ်ဆိုတာကစိတ်ချရတဲ့အဆက်အသွယ်ကြောင့်လိုက်လာခဲ့တာမဟုတ်ရင်မလိုက်ဘူးအကိုနားလဲပါတယ်ခုနကစကားကိုပြန်ပြောရရင်ကျမယောက်ျားတွေနဲ့ဆက်ဆံနေငွေကြောက်ဆက်ဆံနေဒါပေမဲ့စိတ်မပါဘူးသူတို့ရဲ့လုံရင်ပြည့်အောင်စိတ်ပါတဲ့ဟန်ဆောင်ပြီးဖြည့်ဆည်းပေးလိုက်တယ်ကျွန်တော်နဲ့နေတော့ကခမ ्या ကိုစိတ်ပါနေတယ်ထင်တာမပါဘူးလားဘလို့လှုပ်ပြီးပါနိုင်မှာလဲအကိုရဲ့အလှုပ်လှုပ်နေတာလေကိုချစ်လို့ယူထားတဲ့ယောက်ျားမှမဟုတ်တာကိုချစ်လို့ယူထားတဲ့ယောက်ျားဆိုရင်တော့အသားချင်းထိရင်အောင်ရင်ခုန်နေဟီဟီဒါဆိုခမ ्या မှာအဆုတ်တွေမရှိဘူးလို့ဆိုလိုတာလားရှိတာပေါ့ကျမလည်းသွေးနယ်ကိုအသားနယ်ကိုပဲလေခမ ्या ပြောတာနားမလဲတော့ဘူးဗျာအကိုနားလဲအောင်ကျမပြောရရင်ကျမရဲ့ယောက်ျားကကျမနဲ့အတူနေလို့မရတော့ဘူးကျမရဲ့ယောက်ျားကအရင်ကကုန်ကားမောင်းနေကားအက်ဆီဒန့်ဖြစ်ပြီးအောက်ပိုင်းတည်သွားတယ်စိတ်ရှိတိုင်းလဲမစွမ်းဆောင်နိုင်ဘူးကျမပြောတာအကိုနားလဲတယ်မလားဟုတ်နားလဲပါတယ်ကျမရဲ့ယောက်ျားနန်းတဲ့အချိန်ကျမရဲ့စိတ်တွေထားကြွသလိုသူလည်းကျမလိုစိတ်တွေထားကြွပါတယ်ကျမတို့နှစ်ယောက်အတူတူမစွမ်းဆောင်နိုင်ပေမဲ့အဲ့ဒီရင်ခုန်မှုတွေနဲ့ပဲပြည့်စုံကျင်တတ်ပါတယ်အကိုခမ ्या ပြောချင်တာကအချစ်ကြောင့်ဖြစ်လာတဲ့တာယာမှုနဲ့ပြည့်စုံတယ်လို့ဆိုလိုတာလားအမှန်မောအကိုရဲ့ကျမတို့နှစ်ယောက်ချစ်လို့ယူထားကြတာလေကျမအခုလိုလောက်ကင်နေရတာလေသူနဲ့ကလေးတွေအတွက်ပဲပေါ့အကိုစိတ်ညစ်သွားပြီထင်တယ်စိတ်တော့မညစ်ပါဘူးကျွန်တော်အဖြေရှာကြည့်နေတာပါမိမတယောက်နဲ့တယောက်မတူကြဘူးအကိုတချို့ကအပြောအဆိုပေါ်တာယာကြတယ်တချို့ကြပြန်တော့ယုံကြည်ဝိပုံစားပုံပေါ်မှာတာယာကြတယ်အသက်ကြီးတဲ့သူကိုယူထားရင်ငယ်ရွယ်တဲ့သူကိုစိတ်ဝင်စားမယ်ဖြစ်တတ်တာကအနေနီးဆက်ပြီးစိတ်နောက်ကိုပါသွားတဲ့အခါယောက်ျားထက်သားတဲ့ကိစ္စမျိုးတွေကိုကြုံလိုက်ရရင်ဆွဲမဲ့သွားတတ်တယ်လေနောက်တစ်ခုကကိုယောက်ျားကအပြောအဆိုကြမ်းတမ်းမယ်နှိပ်စက်မယ်ပြစ်ထားမယ်ဆိုရင်အရွယ်တိုက်ရကနေလည်းဖြစ်တတ်ကြတယ်နောက်တစ်ချက်ကကိုမိန်းမကိုဂယုမဆိုင်ပဲလစ်လျူရှုထားတာများရင်ကိုမိန်းမနဲ့ရင်ရင်နီးနီးနွဲ့နွဲ့ထွေးထွေးမနေရင်ကိုမိန်းမကိုစိတ်ပျော်ရွှင်မှုမလုပ်ပေးနိုင်ရင်တာယာမှုကိုရှာလာကြမှာပဲလေအကိုလည်းသိတဲ့အတိုင်းပဲသူများမယားကိုကြားခိုးဖို့ကြားချောင်းနေကြတဲ့ကောင်တွေကတပုံကြီးကြောင်ကတွင်ပြန်တဲ့ဇရက်တာမန်ကျိုတွေးလိုက်ရင်တော့စေးကူရဲ့မရတော့ဘောအကိုသူတို့မလို့ကာမေသူမိစ္ဆာစာရကိုမကြောက်ဖဲသူများမယားကိုကြားခိုးချင်ကြတယ်ပတ်စံပေးပြီးဆန္ဒဖြစ်ပြောလို့ရတာပဲဗျာအကိုရဲ့ရိုးရိုးလေးကိုဆန်းဆန်းပြားပြားတွေတွေးမနေပါနဲ့ပတ်စံပေးပြီးပျော်ပါရင်ယောဂရမယ်ပတ်စံလေးကုန်မယ်ဟိုဟာကတန်တန်လေးလဲရမယ်အခက်သိရင်ငွေပုံပေါ်ဖင်ခုထိုင်လို့ရတယ်လေသွေးသားဆန္ဒထားကြွနေတဲ့သူဆိုတော့ပြောစရာလိုသေးလို့လားအကိုရဲ့ကျမတို့လိုကြေးစားကစိတ်မပါပဲဟန်ဆောင်ပြီးဖြည့်ဆည်းပေးနေမှနေတာကြတိုင်းသိနေတာပဲဟာကျွန်တော်မှဘာတွေလိုအပ်နေတယ်ဆိုတာမစင်စားတတ်တော့ဘူးဗျာကျွန်တော်မိမကဟိုကောင်မဟိုကောင်ဖြစ်နေတယ်အရှင်ကအဲ့လိုမဟုတ်ပါဘူးဗျာသူစိတ်ပါအောင်မနေစူးစမ်းခဲ့ရတာတခါတလေအတူမနေချင်လို့ကျွန်တော်ကိုယ်တော့လက်မခံဘူးဗျာသမီးငယ်လေးမွေးပြီးတဲ့ကအဲ့လိုဖြစ်သွားတာနဲ့တူတယ်သွေးသားပြောင်းလဲသွားလို့များလားအကိုရဲ့အဲ့တုန်းကတတိမထားမိဘူးလားသမီးငယ်လေးတလသားအရွယ်မှာကျွန်တော်ကစင်ကာပူထွက်သွားခဲ့တာအကိုပြန်မလာဘူးလားစင်ကာပူဒေါ်လာ900ပဲရတော့ဘလို့လို့ပြန်နိုင်မလဲဗျာစာချုပ်မပြည့်ပဲပြန်ရင်ကိုယ်စိန်နဲ့ကိုပြန်ရမှာပြန်သွားဖို့ကလည်းမလွယ်ဘူးတခါပြန်သွားရင်ပွဲစားခါကထက်ကုန်အောင်မှာဒါကြောင့်3နှစ်ကြာမှတစ်ခေါက်ပြန်လာဖြစ်တယ်အဲ့ဒီတဲကသူ့အကြောင်းတက်တက်ကြားနေရပြီရန်ကုန်မှာရက်20လောက်နေပြီးစင်ကာပူကိုပြန်သွားလို့6လကြာလောက်မှာသူကဟိုကောင်နဲ့ပါသွားပြီဗျာဖြစ်ရလေကလေးတွေကကောကလေးတွေကိုကျွန်တော်မိဘတွေကကြည်ထားရတာပေါ့ဗျာအခုမိမမှာ
မိဘဆွေမျိုးတွေမရှိကြဘူးလားရှိတယ်သူတို့ကကျွန်တော်နဲ့သဘောမတူလို့သူသမီးကိုလှဲ့တော်မကြည့်ကြတော့ဘူးအမွေပြန်ဆက်လွတ်ထားတယ်မိတွေကိုလည်းအတိမဲ့မပြူးကြဘူးဗျာကျွန်တော်မိမကိုလည်းနားမလည်နိုင်တော့ဘူးဗျာနေ့ကြာကြီးဆိုတော့နေ့ကြာကြီးကွဲနေရတော့မနေနိုင်ပဲဖောက်ပြန်သွားတာနဲ့တူတယ်မဆိုင်မောင်မှုအကိုရဲ့တချို့မိန်းမတွေလည်းသူတို့ယောက်ျားနဲ့၄-၅နှစ်ခွဲနေကြတာပဲလေကိုယောက်ျားကမယငယ်ယူပြီးပြစ်ထားခဲ့တာမှမဟုတ်တာကိုမိသားစုအတွက်စီးပွားရှာတယ်ဆိုတာနားလည်ရပါတယ်မနေနိုင်လို့ဖောက်ပြန်ကြတဲ့လူတွေလည်းရှိတာပေါ့အကိုလိုမိန်းမမျိုးတွေလည်းရှိပါတယ်အကိုရဲ့ဒါဆိုဘလို့ဖြစ်ရတာလဲဗျာကျွန်တော်လည်းဆွမ်းဆောင်နိုင်တာနဲ့ကျမပြောခဲ့တဲ့ထဲမှာအကိုနဲ့မကိုက်ညီတာပါခဲ့ရင်တော့တခုပဲရှိတယ်ပြောပါအောင်ဗျာကျမပြောတာမှန်ချင်မှလည်းမှန်မယ်နော်တရသေးတော့မတွက်နဲ့ဟုတ်ကဲ့အကိုမရှိတော့သူတို့ချင်းဖောက်ပြန်ကြမယ်နောက်တော့ဟိုကောင်ကတနည်းနည်းနဲ့ချင်းချောက်ထားလို့အကိုမိမသူ့ကိုကြောက်ပြီးတော့မလွန်ဆန်နိုင်တာလည်းဖြစ်နိုင်တယ်အကိုမပြောတတော့ပါမှုဗျာတေးသေးချာချာလေးလာကြည့်ပေါ့အကိုကိုကျမကိုချင်းစာပါတယ်အကိုကိုလည်းချီးကျူးပါတယ်တော်ရုံယောက်ျားဆိုရင်သူ့ထက်သားတဲ့သူကိုကောက်ယူလိုက်ရုံပေါ့ကလေးတွေမျက်နှာရှိသေးတယ်ဗျာနောက်ပြီးသူ့ကိုကျွန်တော်ချစ်တယ်အဲ့ဒါကိုပြောတာအကိုကိုလေးလဲလေးစားပါတယ်ချီလဲချီးကျူးပါတယ်အကိုကိုလေးစားလို့တခုတော့ပြောချင်တယ်ပြောပါဗျာနောက်တစ်ခါအခုလိုအခြားမိန်းမတွေနဲ့မနေပါနဲ့လားဘာဖြစ်လို့လဲကျွန်တော်မှဘာချွင်းချက်ရှိနေတာလဲဆိုတာရေခမည်းတော်လိုအတွေ့အကြုံရှိတဲ့သူတွေစီကနေကျွန်တော်မမြင်နိုင်တဲ့အားနည်းချက်ကိုမေးချင်တာအကြောင်းပါအဲ့လိုဆိုရင်တော့ပြဿနာမရှိပါဘူးအကိုအခုလက်ရှိအကိုအခြေအနေကအကိုဘက်ကအမှန်ဖြစ်နေတယ်အကိုလည်းသွေးနဲ့ကိုအသားနဲ့ကိုပဲလေတခြားမိန်းမတယောက်နဲ့နေထိုင်မိရင်ကအကိုအတွက်ตาယာပြည်စုံตาယာတစ်ခုခုရသွားခဲ့ရင်အကိုလှုပ်ခဲ့သမျှတွေတဲတဲ့ရည်သွန်ဖြစ်သွားမှာပေါ့အဲ့ဒီခါကျတော့နေလဲလှုပ်တယ်လို့ငါလည်းလှုပ်တဲ့ပုံစံဖြစ်မသွားဘူးလားအကိုဘက်ကိုထောက်ပြစရာတခုမှမရှိစေချင်လို့ပါအကိုအစိုးဆုံးကအကိုရဲ့စိတ်ကအကိုကိုပြန်နှိပ်စက်မှာပဲအကိုမိမကိုပွပွလင်းလင်းမေးကြည့်ပြီးညှိနှိုင်းတာကအကောင်းဆုံးပါပဲကျေးဇူးတင်ပါတယ်ဗျာနောက်တစ်ခုကြံသေးတယ်ဟုတ်ကဲ့နှလုံးသားဆိုတာအရန်နုနယ်တဲ့အကိုနှလုံးသားနဲ့စိတ်ကိုဒုက္ခမပေးပါနဲ့မဖြစ်နိုင်တဲ့အဆုံးကြရင်သားသမီးတွေကိုခေါ်ပြီးအဝေးကိုထွက်သွားပေးလိုက်ပါသူအကြောင်းနဲ့သူရှိပါစေတော့အချင်းချင်းမှာသူအမားကိုသူတိလာပါလိမ့်မယ်သူကအကိုမချစ်နိုင်လို့အခုလိုလောက်တာပဲလို့သဘောထားလိုက်ပေါ့အကိုရဲ့မေတ္တာမဲ့မေတ္တာစင်နဲ့ချင်းသူလည်းအခုလိုလုံးမှာမဟုတ်ဘူးလေအကိုလည်းသမီးမင်းကလေးမွေးထားတာဆိုတော့အဲ့လူကိုတတိတော်ထားပါနော်ဇာရှိတဲ့လူဆိုတာပြောမရဘူးအကိုအရွယ်ရောက်သေးတာမရောက်သေးတာစဉ်းစားမှမဟုတ်ဘူးသူကအကိုရှိတယ်လို့တော့မထင်တဲ့သူဆိုတော့အကိုရဲ့သမီးအတွက်အန်တီရရှိနိုင်နေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျာအကိုမိမရဲ့နှလုံးသားထဲမှာတော့အကိုမရှိတော့တာသိကြပါတယ်အကိုကျုံနဲ့ဘာဆိုင်လဲခမရမိမကိုခမရဘာသာနိုင်အောင်ထိမ့်ပါလားအဲ့ဒီလိုသဘောပြောတာမဟုတ်ဘူးလေအကိုပြောတာကအကိုတို့ရက်ွက်ထဲကိုမလာဖို့ပြောတာပါမင်းတို့ဘာသာမင်းတို့ဘယ်မှာတွေ့ကိစ္စမရှိပါဘူးအကိုကကိစ္စမရှိပေမဲ့သားနဲ့သမီးရဲ့မျက်နှာကြောင့်ပြောရတာပါညီလေးရဲ့ခမရမိမကိုယ်တိုင်ကသားနဲ့သမီးမျက်နှာမကြည့်ပဲသူလိုချင်ကြောက်ကိုလှန့်ခေါ်တာဗျသူကိုလည်းအကိုပြောထားပါမယ်မလာနဲ့ဆိုကျုပ်ကလာစရာကိုမလိုတာခမရမိမကိုနိုင်အောင်ထိန်းကျုပ်သွားတော့မယ်ကျွန်တော်မှဒေါသတွေရှိမနေတာကိုကျွန်တော်မအံ့ဩမိပါဘူးအခုလိုစကားမျိုးကြားရမယ်ဆိုတာကြိုသိထားတဲ့အတွက်ကြားလာရင်စိတ်ကိုတည်ငြိမ်အောင်ထိန်းနိုင်ဖို့ပြင်ဆင်ထားခဲ့ပြီးသားပါဖေသားတို့ဒီအိမ်မှာမနေချင်တော့ဘူးဘာဖြစ်လို့လဲသားတငယ်ချင်းတွေကမိမိကိုမဟုတ်တဲ့စကားတွေပြောနေလို့ပါဖေသိပါတယ်ဖေတို့ပြောင်းပါပါဒီလာတဲ့အပြီးပြောင်းပါပါမိမိကိုမခေါ်နဲ့နော်ဖေသားကမိမိကိုဘာဖြစ်လို့မခေါ်စေချင်တာလဲဖေမရှိတဲ့အချိန်ဟိုလူကြီးလာရင်သားတို့ကိုအိမ်ပေါ်မှာမနေခိုင်းမနဲ့သားတို့ကိုလမ်းပေါ်မှာပစ်ထားတယ်
ဖေဖေအစဉ်ပြေအောင်စီစဉ်ပေးပါမယ်ဟင်းမမေမပါရင်တမိမလိုက်ဘူးနွယ်ကိုစကားပြောချင်တယ်ရမလားစကားပြောတာများအထူးအဆန်းမင်းနေရသေးလားပြောလေနွယ်ကိုနားလဲပြီးခွင့်လွှတ်ပေးတာဘာကြောင့်လဲဆိုတာသိလားနွယ်ဘာကြောင့်လဲကိုမေးတာကိုပဲဖြေလေမတီးဘူးလေနွယ်ကမတီးဘူးတယ်လားမတီးတော့လေပြောပြရတာပေါ့နွယ်ကိုချစ်လွန်းသားနဲ့သမီးကိုချစ်လွန်းအခုလိုတီးခံပြီးခွင့်လွှတ်ထားတာနွားကြခံတိတ်ခါကြခံပြီးလွတ်ပိတ်ထားတာကိုမှနွယ်မကြိုက်တာရှိရင်ပွလင်းပြောစီခြင်းနဲ့ကိုနွယ်ကိုစိတ်ညစ်အောင်စိတ်ဆေးရအောင်လုပ်မိသလားဒါဆိုဘာဖြစ်လို့အဲ့လိုလုပ်ရတာလဲနွယ်ရဲ့ဟိုလူကကိုထက်ဘာတွေသားနေလို့လဲပြောလေနွယ်သူလည်းယောက်ျားကိုလည်းယောက်ျားပါပဲနွယ်ရဲ့သွေးသားဆန္ဒတွေကိုကမဖြည့်ဆည်းပေးနိုင်လို့လားနွယ်လိုအပ်ချက်တွေမပြည့်လို့လားဟင်းနွယ်အခုလိုလုံးနေတာတွေရပ်ပါတော့နွယ်ရဲ့ပတ်ဝန်းကျင်ကပြောလာကြတော့သားနဲ့သမီးလည်းမျက်နှာငယ်ရပါတယ်ပတ်ဝန်းကျင်ကိုသာဂယုဆိုင်နေရင်နေစရာတော့ရှိမှမဟုတ်တော့ဘူးဟာကတော့တာပဲနွယ်ရဲ့ဟိုလူကိုအိမ်မလာခိုင်းပါနဲ့လားငါတို့တွေးချင်းအပြစ်မှတွေးကြပေါ့အပြစ်မှတွေးတာကမှလူတကာသိတယ်ကိုအိမ်မှာကိုတွေးတာကဒီနားတစ်ဝိုက်ပဲသိတယ်ကိုရဲ့နွယ်ရင်ကနွယ်မှာကာမစိတ်ဆန္ဒတွေမများပါဘူးသမီးလေးမွေးပြီးမှဘလို့ဖြစ်သွားလဲဆိုတာကိုမစင်စားတတ်တော့ပါဘူးမစင်စားတတ်ရင်လည်းမစင်စားနဲ့ပေါ့ကိုရဲ့ကိုလိုချင်အချိန်မရွေးပေးနေတာပဲကိုနဲ့အတူအိတ်တဲ့အခါစိတ်မပါတာဘာကြောင့်လဲနွယ်အဲ့ဒါတော့နွယ်လည်းမသိဘူးကဲနွယ်အဝတ်တွေလျှော်ပြီးမိဖို့တိုက်လိုက်အောင်မယ်ခဏလေးနွယ်ကိုပြောတာသဘောပေါက်ရဲ့လားဟိုလူကိုအိမ်ခေါ်မလာပါနဲ့လားဒါကနွယ်ရဲ့အခွင့်အရေးပါအပြင်မှာတွေးကြရင်ဒီထက်ပိုဆိုးသွားလိမ့်မယ်ဟူးကောင်းပြီနွယ်ကိုတို့ဒီနေရာကနေတခြားနေရာကိုပြောင်းကြမယ်တခြားနေရာဆိုရင်ပတ်ဝန်းကျင်ကိုတစ်ခုခုအကြောင်းပြပြီးတော့ဖုံးကွယ်ထားလို့ရတယ်ပြောစရာကုန်ရင်နွယ်အဝတ်စားသွားလျှော်တော့မယ်ကိုအရင်လိုချစ်သေးရဲ့လားနွယ်အနှစ်မပါတဲ့အကာတက်အတန်တစ်ခုကရင်ထဲသို့စောင်းကြည့်အောင်ကြည့်တိုးဝင်သွားတဲ့အခါကျွန်တော်ကိုခန္ဓာတစ်ခုလုံးအေးဆက်ပြီးတောက်တင်းသွားသလိုခံစားလိုက်ရတယ်ဖေအိမ်တကားပိတ်ထားတယ်ဘယ်လိုလုပ်ကြမလဲမိုးတဲလေးထဲမှာကလေးတွေကိုကြောင်းကြိုပြီးပြန်လာတဲ့ကျွန်တော်ကိုယောက်ျားစီကတိပါဖက်နဲ့တရံကဖက်နဲ့ချွတ်ပေါ်ကနေကြိုဆိုပြီးပြက်ရည်ပြုတ်နေပါတယ်မိုးရေတွေစိုးနေတဲ့သားနဲ့သမီးကိုတစ်ချက်လှည့်ကြည့်ပြီးဆုံးဖြတ်ချက်ချလိုက်ရပါတယ်လာကြကွာဖေတို့တွေဖိုးတို့အိမ်သွားကြမယ်ဖေဟိုလူကြီးရောက်နေရလားဟုတ်မှာပေါ့အဲ့လူကြီးကအိမ်ပြောင်းတာတော့လိုက်လာသေးတယ်နော်ဖေကဘာမှမပြောတော့ဘူးလားမပြောချင်တော့ပါဘူးသားရဲ့ဖေကဟိုလူကြီးကိုကြောက်နေရလို့လားဖေကမမေကိုကြောက်နေရတာလားသားကငယ်သေးလို့ဖေအရွယ်သားဆိုလက်သီးနဲ့ဆွဲထိုးပြစ်မှာသားရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာသွေးတွေရတန့်သွားသလိုခံစားလိုက်ရပြီးကျွန်တော်တကူလုံးတောင့်တင်းသွားခဲ့ရပါတယ်သားပြောသလိုကျွန်တော်ကြောက်နေသလားကျွန်တော်ဘာကိုကြောက်နေတာလဲကျွန်တော်ဘသူကိုဘာကြောင့်ကြောက်နေတယ်လဲဆိုတာအပြန်အလှန်စဉ်းစားနေမိတယ်ဖေသမီးချမ်းနဲ့မမေကိုအော်ခေါ်လိုက်လေလာပါသမီးလေးရဲ့ဖိုးတို့စီသွားကြမယ်ခွေးထမိုက်တဲ့ကောင်မင်းကတာသမီးမျက်နှာကိုကြည့်နေတာမဟုတ်ဘူးကွာတဖုတ်တာဖြစ်နေတာဒီလောက်တောင်ဖြစ်နေရင်ခွေးမဖင်ကိုလေပင်မဆွဲထားပါလားခွေးမဖင်ကမိမဖင်လောက်တောင်ပိုပြီးကြက်သေးရှိသေးတယ်ထွီလင်းငယ်အန်ထားတဲ့အန်ဘတ်ကိုသုံးရက်ချင်းနဲ့ခွေးဝဲစားပြောပါဖေပြောကြုံတင်မဟုတ်ဘူးမင်းကိုရောမိမကိုရောအသေးပါတက်ပြစ်ချင်တာမင်းမွေးတာတဲ့အထဲမှာသမီးလေးပါနေတယ်ဆိုတာမင်းနေရလားမင်းကိုကြည့်ရတာကိုမိမကိုအခြားယောက်ျားတစ်ယောက်နဲ့ဆက်ဆံနေတာကိုကြည့်ပြီး
အာသာဖြေတဲ့ကောင်မျိုးဖြစ်နေပြီကွာဟိုကောင်မကလည်းဖာတယ်မကမှသူ့ထက်အစင်တန်းရှိအောင်မယ်မင်းမလို့ရင်တော့ငါဝင်ပါမှရတော့မယ်နော်ဟဲ့အဲ့နှစ်ကောင်ကိုအမိဖမ်းပြီးထောင်ထဲထဲတော့မယ်မလုပ်ပါနဲ့ဖေဖေသူအမားကိုသူတိလာမှာပါဘာကွာသူအမားတိတဲ့အချိန်ထိခြံအောင်ဘေးကနေထိုင်ဆောင်နေရလားငါမီးတွေကိုပြောက်ခေါ်မသွားနဲ့မင်းတို့နဲ့မထားနိုင်ဘူးပြောက်ခေါ်သွားလို့ကတော့မိမရောဟိုကောင်ရောထောင်ထဲရောက်မယ်မှတ်မင်းလည်းငါ့ရင်မလာနဲ့သူကိုကျွန်တော်ပြောထားပြီးပါပြီဖေဖေအခုကလာလေတဲ့အချိန်နဲ့ကြုံကျက်သွားတာဖြစ်မှာပါမင်းတော့ငါလက်ဆောင်မီးတော့မယ်လာလေတဲ့ဧည့်သည်ကိုမိမကတကားပိတ်ပြီးဂရင်ပေါ်မှာအိတ်ခံနေတယ်ပေါ့ငါရှိကထွက်သွားစမ်းမင်းနီနင်းတူနဲ့တူမကိုလာခေါ်သွားဟုတ်ကဲ့ဖေအကိုကြီးကလည်းအကိုကြီးပဲကိုနွားချက်ခံနေတယ်အဲ့ကောင်မကိုတက်ပစ်ချင်တာလက်ကိုရားနေတာပဲတော်စမ်းမီနီနေလို့မဟုတ်ဘူးမင်းမပါနဲ့မပါချင်မောင်မှုဖေဖေရဲ့ကြားရမြင်ရတာစိတ်မကောင်းလို့ပါကျွန်တော်သွားတော့မယ်ဖေဖေကလေးတွေကိုထားခဲ့မယ်ထားခဲ့ဟျောင်းမိမကိုပြတ်နိုင်တဲ့နေ့မှာငါစီပြန်လာခဲ့ဟျောင်းငါမီးတွေကိုလာခေါ်တဲ့သူမှတည်းများဓားစာမိမယ်မခေါ်ပါဘူးဖေဖေစီမှာထားတာကပို့ပြီးတော့ကောင်းပါတယ်တိတ်ကောင်းတာပေါ့ဟျောင်းငါမီးကမိန်းကလေးကွာမိမနဲ့အားမရရင်ငါမီးကိုပါခြေတော်တင်လိုက်မယ်သမီးမိန်းကလေးမွေးထားပြီးမမြင်သင့်တာမကြားသင့်တာမလို့သင့်တာတွေကိုပါမိဘတွေကိုယ်တိုင်ကရှေ့ကနေဥဆောင်ပြီးလှုပ်ပြနေတယ်ဒါလောက်ကွာမိဘဒါလောက်ကွာသားသမီးကိုချစ်တာသားသမီးရဲ့မျက်နှာကိုကြည့်တာရှေ့ဆောင်နွားကဖြောင်းသွားမှနောင်နွားစဉ်တိုင်းဖြောင်းလိုက်လေရဲ့မိဘဆိုတာလောက်အစရာပဲဟဲ့မင်းတို့ကိုယ်တိုင်ကသားသမီးတွေကိုမလို့သင့်တာတွေလှုပ်ပြနေမှတော့ငါမီးလေးတွေအတွက်ရင်လေးတယ်ကွာမင်းပြန်တော့မင်းမျက်နှာကိုမကြည့်ချင်တော့ဘူးဟုတ်ကဲ့ဖေကံကောင်းခြင်းလားကံဆိုးခြင်းလားဘသူကကံဆိုးရင်ဘသူကကံကောင်းတယ်ဆိုတာကျွန်တော်မသိတော့ပါဘူးအပြင်ကပြန်ရောက်တဲ့အချိန်ပိတ်ထားတဲ့တကားအရှိမှာယောက်ျားစီအနက်ရောက်ကတိပါဖနက်ကိုမြင်လိုက်တာနဲ့လက်ထွက်သွားဖို့ပြင်လိုက်မိပေမဲ့တကားကစီထားသလိုဖြစ်နေတာကြောင့်တွန်းဖွင့်ကြည့်လိုက်တဲ့အခါရက်ချမထားတာကိုသိလိုက်ရတယ်ဘဝတစ်ခုလုံးကိုပေးဆက်ခဲ့ပြီးတဲ့နောက်အဆက်ဂုံတိတ်ခါယောက်ျားမာနတွေဆုံးရှုံးခဲ့ရတယ်နာကြည်ခြင်းမရှိအမုန်းမရှိဒေါသမရှိတဲ့ဥပိ္ပခါဆိုတာကြောက်စရာအလွန်ကောင်းပါတယ်စပင်လေးကိုနမ်းမယ်နမ်းကွာနှစ်ဖူးလေးကိုနမ်းမယ်နမ်းကွာမောင်ကလည်းအသေးရအောင်လုံးနေပြန်ပြီမောင်ကိုချစ်လားချစ်တာပေါ့ဘယ်လောက်ချစ်လဲအရန်ချစ်ပြောမပြတတ်အောင်ချစ်မိုးလောက်ကြီးချစ်ကဲအဲ့လောက်ချစ်တတ်တဲ့မကိုမောင်ကအိုးမောင်မတော်သေးဘူးလားဟင်မမကြရင်တော်လိုက်တော့မယ်ဟွန်းမတော်နဲ့တကားကိုအတန်မကြောက်အသာလေးတုံးဖွင့်ပြီးရှေ့ကမ်းမှာထိုင်လိုက်မိတယ်အိတ်ခမ်းထဲကအတန်တွေကိုမကြားကျင်ပေမဲ့နားဆွနေမိတယ်စိတ်လေးပြောက်ွက်တဲ့ကစီကရက်ဖင်းစီခံတွေကြားတွေကတဝက်တပြက်ဖြစ်နေတဲ့နွားတစိမ့်စေးဘောလိတ်ကိုယူလိုက်ပြီးမင်းကြီးလိုက်တယ်မိခိုးငွေတွေကြားမှာဝါသနာမပါဘဲဝမ်းစာရီအတွက်လှုပ်ရှားနေရရှာတဲ့ပြစ်တစားမျိုးသမီးရဲ့မျက်နှာကိုရေးရေးလေးမြင်လိုက်ရတယ်ကျွန်တော်မှဘာပြစ်ချက်ဘာအားနည်းချက်မှမရှိဘဲသဇင်းယောက်ျားတယောက်ကိုချစ်တယ်လို့ပြောထွက်တဲ့နေ့ကိုအံ့ဩမိခဲ့ပြီးကျောင်းသူကျောင်းသားဘဝတွေကတယောက်နဲ့တယောက်မတွေ့ရမမြင်ရရင်မနေနိုင်လောက်အောင်ဖြစ်ခဲ့တဲ့ຫນွေကကျွန်တော်နဲ့မျက်နှာချင်းမဆိုင်မိအောင်ရှောင်တိန်တက်လာတယ်သွားလျာကျွန်တော်လက်ကိုစုပ်ကင်ထားမှအားတွေရှိတယ်ဆိုတဲ့ຫນွေကကျွန်တော်ရဲ့လက်ကိုဖြုတ်ချပစ်ခဲ့ပြီးကျွန်တော်ရဲ့ရင်ခွင်ထဲမှာလဲအိပ်ပြီးကိုရင်ခွင်ကြီးကຫນွေအတွက်အရန်လုံခြုံပါတယ်ဆိုတဲ့ຫນွေကသဇင်းတယောက်ရဲ့ရင်ခွင်ထဲရောက်နေခဲ့ပြီးသားတွေသမီးတွေမွေးလာရင်ကိုနဲ့တူတဲ့သားလေးတွေသမီးလေးတွေလိုချင်တယ်ကိုနိုင်ငံခြားသွားလို့ကိုလွမ်းရင်သားတွေသမီးတွေရဲ့မျက်နှာကိုကြည့်ပြီးအလွမ်းဖြစ်ရမှာဆိုတဲ့ຫນွေကသားနဲ့သမီးရဲ့မျက်နှာကိုမကြည့်နိုင်လောက်အောင်ဖြစ်ခဲ့ပြီးကိုဖះမှာတစ္ဆာဆိုထားပြီးပြီနော်ຫນွေကိုတစ္ဆာဖောက်ခဲ့ရင်ကိုတစ္ဆာစူးမာလို့ဆိုတဲ့ຫນွေကတစ္ဆာပြတ်ယွင်းခဲ့ပြီးຫນွေကိုချစ်တာနှလုံးသားတွေကနှစ်ကာချစ်တာပါ
တောင်းစားထက်နှိမ့်ကြတဲ့ဘဝကိုရောက်ခဲ့ပေမဲ့ကျမယောက်ျားနဲ့သားသမီးရဲ့အဆက်ဂုဏ်သိက္ခာကိုတော့နည်းနည်းလေးမှအထိမခံနိုင်ဘူးကျမရဲ့သားသမီးတွေကိုပြစ်ဒဇာမရဲ့သားသမီးတွေလို့အပြောမခံနိုင်ဘူးသူတို့တွေတီးသွားတဲ့အချိန်ကြရင်ကျမကိုခွလွတ်နိုင်မှာမဟုတ်ဘူးကိုတက်တည်ပြစ်မယ်ကျမဝါသနာကြောင့်လှုပ်ရှားနေရတာမဟုတ်ပါဘူးသူတို့လေးတွေရဲ့ပညာရေးစာဝတ်နေရေးအတွက်လှုပ်ရှားနေရတာပါကျမရဲ့ယောက်ျားနန်းတဲ့အချိန်ကျမရဲ့စိတ်တွေထားကြတယ်လို့သူလည်းကျမလိုစိတ်တွေထားကြပါတယ်ကျမတို့နှစ်ယောက်အတူတူမစွမ်းဆောင်နိုင်ပေမဲ့အဲ့ဒီရင်ခုန်မှုတွေနဲ့ပဲပြည့်စုံကျင့်တတ်ပါတယ်အကိုခမပြောချင်တာကအချစ်ကြောင့်ဖြစ်လာတဲ့တာယာမှုနဲ့ပြည့်စုံတယ်လို့ဆိုတာလားအမှန်မော့အကိုရဲ့ကျမတို့နှစ်ယောက်ချစ်လို့ယူထားကြတာလေကျမအခုလို့လောက်ကင်နေရတာလေသူနဲ့ကလေးတွေအတွက်ပဲပေါ့ခုနကစကားကိုပြန်ပြောရရင်ကျမယောက်ျားတွေနဲ့ဆက်ဆံနေငွေကြောင့်ဆက်ဆံနေဒါပေမဲ့စိတ်မပါဘူးသူတို့ရဲ့လူရင်ပြည့်အောင်စိတ်ပါတယ်ဟန်ဆောင်ပြီးဖြည့်ဆည်းပေးလိုက်တယ်ကျွန်တော်နဲ့နေတော့ကခမည်းကိုစိတ်ပါတယ်ထင်းနေတာမပါဘူးလားဘလို့လှုပ်ပြီးပါနိုင်မှာလဲအကိုရဲ့အလုတ်လုံနေတာလေကိုချစ်လို့ယူထားတဲ့ယောက်ျားမှမဟုတ်တာကိုချစ်လို့ယူထားတဲ့ယောက်ျားဆိုရင်တော့အသားကြီးထိရင်တော့ရင်ခုန်နေဟီနားထဲမှာပြန်ကြားနေရတဲ့အတန်ကဝေးသွားလိုက်နီးသွားလိုက်ပါပဲနှုတ်ခမ်းတွေပူနေပြန်တော့ဆေးလိပ်ကိုကြည့်လိုက်တော့ဆေးလိပ်ဖင်းစီခံကိုတောင်မီးဆွဲနေပါပြီရင်ဘတ်ထဲကိုအလုံးလိုက်ဝင်သွားတဲ့ဆေးလိပ်ငွေတွေကကိုယ့်အတွက်အကျိုးမရှိမှန်သိပေမဲ့နှစ်သက်မမောနေမိတယ်ကိုယ့်အတွက်အန်တီရဲ့ဖြစ်စေမဲ့ဆေးလိပ်ကိုလက်မလွတ်နိုင်ပဲမမတ်မုံမော်ရှိနေခဲ့တာကိုတေချောင်းကြံနေတာဒုက္ခပေးနေရတဲ့အတူတူပါပဲဆေးလိပ်မတောက်တတ်တဲ့သူကအငွေ့ကိုရှူရတာဘာရတာရှိလာတယ်လဲလို့မေးတဲ့အခါပြန်ဖြေရခက်ပါတယ်ချစ်လိုက်တာမောင်ရဲ့မလိုချင်သေးလားမောင်ကရာသေးလို့လားမအတွက်ဆိုမောင်ကအစင်သင့်မှာပဲအဲ့ဓာတွေကြောင့်မောင်ကိုအယမ်းချစ်ရတာအဲ့ရတဲ့ကအတန်တွေကနာကနေတဆင်းနှလုံးသားထိတိုးဝင်လာနေတဲ့လက်ထဲကဆေးဘောလေးဖင်စီခံကိုဆွဲခွာရင်းအထဲကိုကြည့်လိုက်တော့ဆေးကြီးတွေကပ်နေတာကိုမြင်လိုက်ရတယ်အရင်ကဘာကြောင့်ခွာမကြည့်ဖြစ်ခဲ့တာရဲ့ဆိုတာကိုတွေးမကြည့်ခဲ့မိပါဘူးဆေးလေးဖင်စီခံကိုဆွဲခွာနေတဲ့ကျွန်တော်ရဲ့လက်ထဲမှာဆေးကြီးအစည်းတွေပေးကြံနေခဲ့ပါတယ်ခွေးထံမိုက်တဲ့ကောင်မင်းကသားသမီးမျက်နာကိုကြည့်နေတာမဟုတ်ဘူးကွာတဖုတ်တာဖြစ်နေတာဒီလောက်တောင်ဖြစ်နေရင်ခွေးမဖင်ကိုလက်ပြီးမှဆွဲထားပါလားခွေးမဖင်ကမိမဖင်လောက်တောင်ပိုးပြီးကြက်တင်ရှိသေးတယ်ခွီးလင်းငယ်အန်ထားတဲ့အန်ဘက်ကိုတုံးရချင်တဲ့ခွေးဝဲစားတိတ်ကောင်းတာပေါ့ဟဲ့ငါမီးကမိန်းကလေးကွာမိမနဲ့အားမရရင်ငါမီးလေးကိုပါခြေတော်တင်လိုက်မယ်သမီးမိန်းကလေးမွေးထားပြီးမမြင်တဲ့နာမကြားတဲ့နာမလုံးတဲ့နာတွေကိုပါမိဘတွေကိုယ်တိုင်ရှေ့ကနေဥဆောင်ပြီးလှုပ်ပြနေတယ်ဒါလောက်ကွာမိဘဒါလောက်ကွာသားသမီးကိုချစ်တာသားသမီးရဲ့မျက်နာကိုကြည့်တာရှေ့ဆောင်နွားကဖြောင်းသွားမှနောက်နွားစင်တိုင်ဖြောက်လိုက်လေရဲ့မိဘဆိုတာလောက်เสียရပဲဟဲ့မင်းတို့ကိုယ်တိုင်ကသားသမီးတွေကိုမလုံးတဲ့နာတွေတင်ပြနေမှာတော့ငါမီးလေးတွေအတွက်ရင်လေးတယ်ကွာမင်းပြန်တော့ဒီမျက်နာကိုမကြည့်ကျင်တော့ဘူးနှလုံးသားဆိုတာအရန်နုနယ်တယ်အကိုနှလုံးသားနဲ့စိတ်ကိုဒုက္ခမပေးပါနဲ့မဖြစ်နိုင်တဲ့အဆုံးကြရင်သားသမီးတွေကိုခေါ်ပြီးအဝေးကိုထွက်သွားပေးလိုက်ပါသူအကြောင်းနဲ့သူရှိပါစေတော့အချိန်မှာသူအမားကိုသူတိလာပါလိမ့်မယ်သူကအကိုမချစ်နိုင်လို့အခုလိုလောက်တာလို့ပဲသဘောထားလိုက်ပေါ့အကိုရဲ့မေတ္တာမဲ့မေတ္တာစင်နဲ့ချင်းသူလည်းအခုလိုလုံးမှာမဟုတ်ဘူးလေအကိုလည်းတမီးမိန်းကလေးမွေးထားတာဆိုတော့အဲ့လူကိုတတိတော်ထားပါနော်စားရှိတဲ့လူဆိုတာပြောမရဘူးအကိုအရွယ်ရောက်သေးတာမရောက်သေးတာစဉ်းစားမှမဟုတ်ဘူးသူကအကိုကိုရှိရလို့တော့မထင်တဲ့သူဆိုတော့အကိုရဲ့တမီးအတွက်အန္တရာယ်ရှိနိုင်တယ်မောင်ပြန်တော့မယ်မမနှက်ဖျားသွားခြင်းနဲ့လိုက်ဖို့ပေးပါလားမောင်လိုက်ဖို့ပေးမှာပေါ့မရေဖျားကပြန်ဘယ်သွားခြင်းလဲဘယ်မှမသွားဘူးအိမ်မှာပဲမောင်သုံးစရာပတ်စံမရှိတော့ဘူးမလားဘာကတီးနေတယ်ပေါ့လေတီးပါတယ်နော်မနှက်ဖြန်ကြမောင်သုံးဖို့အတွက်2 သိန်းပေးမယ်တကယ်လားမ
တကယ်ပေါ့မနှက်ဖြန်ဖျားကိုဘာဖြစ်လို့သွားရလဲသိလားမသိဘူးလေဟုတ်ကိုမင်းနဲ့ကိုတောင်ကိုမသိဘူးဟာဟုတ်တာပဲမကိုအဲ့ဒါကြောင့်ချစ်ရတာကဲမကဲနဲ့တော်ပြီပြန်တော့မောင်ထီးယူသွားအောင်မိုးရွာနေပြီအိတ်ခမ်းတကောက်ဖွင့်တန်ကြပေမဲ့ထားမကြည့်ဖြစ်ပါဘူးမကြည့်ပေမဲ့အိတ်ခမ်းရှိဝအရောက်မှာချင်းနှစုံရုတ်တရက်ရပ်သွားတာကိုတော့မြင်လိုက်ရမိပါတယ်ကိုရောက်နေတာကြပြီလားသပင်ကိုစပြီးနန်းကလေးကရောက်နေတာနှစ်ယောက်စလုံးအထိနာတဲ့စစ်မြေပြင်လုံးအထိနာပြီးတိတ်ဆိတ်ငြိမ်သက်နေတယ်ဟိုတယောက်ကတော့အိမ်ကနေအေးအေးဆေးဆေးဆင်းသွားတယ်ဆိုတာခြေလမ်းကိုကြည့်ပြီးသိနေပါတယ်ကျွန်တော်ကသူ့အတွက်စာဖွဲ့စရာမလိုတဲ့သူဆိုတော့သူ့အတွက်ကအေးအေးဆေးဆေးပါပဲတိတာတိမမြင်စေနဲ့ဆိုတဲ့အတိုင်းမမြင်ရပေမဲ့အကုန်လုံးကြားနေရတယ်ဆိုတာကိုຫນွယ်သိသွားပုံရပါတယ်အိမ်နောက်ဖေးဘက်ကိုခြေလှည့်သွားပေမဲ့မတားမိတော့ပါဘူးကျွန်တော်ရဲ့နှလုံးသားထဲမှာຫນွယ်လည်းမရှိတော့သလိုຫນွယ်ကိုချစ်ခဲ့တဲ့အချစ်တွေလည်းရုပ်ချီပျောက်ပြတ်ခဲ့ပြီထင်ပါတယ်သူပြားပေါ်အရှိန်နဲ့ကြာနေတဲ့မိုးတန်တွေကြားထဲမှာຫນွယ်ကနှစ်ချိုက်အိမ်မောကျနေတယ်အိမ်မောကျနေတဲ့ຫນွယ်ကိုဒစိမ့်စိမ့်ကြည့်နေပေမဲ့ကျွန်တော်ရဲ့နှလုံးသားထဲမှာချစ်ချင်းမုန်းချင်းနာကြည့်ချင်းဆိုတာကင်းမဲ့နေခဲ့ပါတယ်ဒါပေမဲ့ຫນွယ်ရဲ့နှလုံးသားထဲမှာကျွန်တော်မရှိတော့သလိုကျွန်တော်ကိုချစ်တဲ့အချစ်တွေလည်းຫນွယ်ရဲ့နှလုံးသားထဲမှာရှိနေမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်သိနေပါတယ်ခွင့်လွှတ်ခြင်းနားလေခြင်းတွေနဲ့ချစ်ခဲ့ရတဲ့ကျွန်တော်နှလုံးသားကိုຫນွယ်ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့ပြီးကျွန်တော်ရဲ့နှလုံးသားထဲမှာຫນွယ်မရှိတော့ပေမဲ့ကျွန်တော်ရဲ့ရင်သွေးလေးတွေရှိနေပါသေးတယ်ဖေကဟိုလူကြီးကိုကြောက်နေတာလားဖေကမမေကိုကြောက်နေရတာလားသားကငယ်သေးတယ်ဖေအရွယ်သားဆိုလက်သိမ်းနဲ့ဆွဲထိုးပစ်တယ်ဟာခင်အပေါ်မှာအထင်အမြင်သေးတာကိုတော့ကျွန်တော်လက်ခံနိုင်မှာမဟုတ်ပါဘူးအကိုမိမရဲ့နှလုံးသားထဲမှာအကိုမရှိတော့တာသိကြပါတယ်နှွဲ့ရဲ့နှလုံးသားထဲမှာကျွန်တော်မရှိတော့တာကအသေးအချပါပဲကျွန်တော်အသက်နဲ့မကချစ်ရတဲ့နှွဲ့ရဲ့နှလုံးသားကိုတော့ကျွန်တော်ကလွဲပြီးဘယ်သူမှပိုင်ဆိုင်ခွင့်ပေးမှာမဟုတ်ပါဘူးနှွဲ့ကိုချစ်ခဲ့တာနှွဲ့ရဲ့ခန္ဓာကိုယ်ကိုချစ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်ကိုအသက်မကချစ်ပါတယ်ဆိုတဲ့နှွဲ့ရဲ့နှလုံးသားကိုသာတန်ဖိုးထားပြီးချစ်ခဲ့ရတာပါနှွဲ့ရဲ့ကိုယ်ပေါ်ကအင်ကြီးကိုဆွဲလန့်လိုက်တဲ့ကျွန်တော်ရဲ့လက်တွေကအေးဆက်နေတာတတိထားမိတယ်ဖြူဖွေးနေတဲ့ရင်နမွားတွေကဘဲဘဲရင်သားကိုညင်ညင်သာသာလေးစုပ်ကင်လိုက်တဲ့အချိန်မှာနှွယ်လူလွတ်လာခဲ့တယ်မိုးတန်တွေကြားမှာအေးဆက်နေတဲ့နှွယ်ရဲ့အသက်ရှူပြင်းပြင်းတန်ကိုအတိုင်သာကြားနေရတယ်ဘဲဘဲရင်ဘက်ကိုဖောက်ဖောက်လေးစုပ်ကင်လိုက်ပြီးနှလုံးသားရှိမဲ့နေရာကိုတဝူးချုံဖြင့်ဖြည်းဖြည်းချင်းထိုးသွင်းလိုက်တဲ့အခါနှွယ်ကကြောက်လန့်တကြားနဲ့ရုန်းကန်အော်ဟစ်ပါတော့တယ်ဆိုဆိုရွာအော်ဟစ်တဲ့အတန်ကမိုးတန်တွေကြားထဲမိနစ်ပိုင်းအတွင်းပျောက်ကွယ်သွားခဲ့တယ်နှွဲ့ရဲ့မျက်လုံးတွေကကြောင်လန့်နေတာလားနာကြီးနေတာလားနာကျင်နေတာလားဆိုတာကိုမဝေခွဲတတ်ပေမဲ့ကျွန်တော်ရဲ့မျက်လုံးထဲမှာအမုန်းတွေနာကြီးခြင်းတွေမရှိနေတာကိုတော့နှွယ်မြင်ကောင်းမြင်နိုင်ပါလိမ့်မယ်နူးညံ့တဲ့နှလုံးသားကိုမာကျောတဲ့ဓာတ်တစ်ချောင်းဝင်ရောက်သွားတာကြောင့်နှွယ်အသက်ခိုက်မတက်နာကျင်နေမယ်ဆိုတာကိုသိပါတယ်နှလုံးသားဆိုတာမာကျောတဲ့ရုပ်ဝေးထုနဲ့ထိုးဆွရင်လဲနာကျင်တတ်တယ်လို့မာကျောတဲ့အပြုအမူနဲ့အပြောအဆိုနဲ့အနေအထိုင်တွေကြောင့်လဲနာကျင်တတ်တယ်ဆိုတာနှွယ်သိဖို့ကောင်းတယ်နာကြီးတာနဲ့နာကျင်တယ်ဆိုတဲ့စကားလုံးကတူမယောင်နဲ့ကွဲပြားပါတယ်နာကြီးမှုမှာအမုန်းတရားတွေစွတ်နေပေမဲ့နာကျင်မှုမှာတော့အမုန်းတရားမပါဘဲဆုံးရှုံးခြင်းတွေနဲ့သာရှိနေတတ်ပါတယ်နှွယ်ရဲ့နှလုံးသားတွေကနေယိုစိမ့်ထွက်လာတဲ့သွေးတွေနဲ့အတူကျွန်တော်ထပ်ပိုချရတဲ့သူရဲ့ပုံရိပ်လဲပါသွားပါလိမ့်မယ်နှွယ်ကိုရာသက်ပံဆွလွန်လိုက်ရပြီဆိုတဲ့အတွက်ကျွန်တော်ဝမ်းမနေမိပါဘူးကျွန်တော်ကိုနှွယ်အသက်ထက်မကချစ်ခဲ့စဉ်ကခြံရစ်ထားခဲ့တဲ့ရင်သွေးလေးနှစ်ယောက်ကျွန်တော်အတွက်ရှိနေပါသေးတယ်ငြိမ်သက်နေတဲ့နှွယ်ရဲ့အနားကိုကပ်ပြီးတိုတိုလေးပြောလိုက်မိတယ်နှွယ်ကိုနှွယ်ကိုခွင့်လွှတ်နိုင်တယ်
ကိုချစ်တာနှွဲရဲ့ခန္ဓာကိုယ်ကိုမဟုတ်ဘူးနှွဲနှလုံးသားကိုချစ်တာကိုတန်မိုးထားရတဲ့နှွဲရဲ့နှလုံးသားထဲမှာကိုပုံရိပ်ကလွဲရင်ဘသူကိုမှရှိမနေစေချင်ဘူးနှွဲနှလုံးသားကနေချစ်တယ်ဆိုတဲ့စကားကကိုအတွက်ကလွဲရင်တခြားလူတယောက်တွေအတွက်ထပ်ပြီးမမွေးဖွားစေချင်တော့ဘူးနှွဲရမ်းနာကျင်မယ်ဆိုတာကိုသိပါတယ်ကိုနာကျင်ခဲ့ရတာလောက်မဆိုးသေးပါဘူးနှွဲလူမိုက်ကြီးစဉ်းစားချင်းချိန်ညာမရှိတဲ့လူမိုက်မင်းတော့သွားလေအောင်ပေါ့ကွာမင်းတို့သားနဲ့သမီးအတွက်ဘာမှစိတ်မပူနဲ့အဖေတို့ရှိတယ်ကလေးတွေကိုခေါ်မလာဘူးလားဖေဒီနေရာကိုကလေးတွေခေါ်လာစေရလားကွာသူ့အဖေကိုလက်ထိတ်တန်းလန့်ကြီးနဲ့မြင်စေချင်လို့လားသားနဲ့သမီးကိုတွေ့ချင်လို့ပါထောင်ကထွက်လာတဲ့အခါတွေ့ရမှာပေါ့ကွာမင်းတို့နှစ်ယောက်စလုံးကကိုအတ္တအတွက်ပဲကြီးကြတဲ့သူတွေဆိုတော့ကလေးတွေရဲ့မျက်နှာကြီးဖို့လိုသေးလို့လားဟမ်ဒါဆိုထောင်ဝင်စာလာတွေ့ရင်ကလေးတွေခေါ်မလာဘူးပေါ့ခွေးထက်ထပ်မိုင်အောင်မလို့လားငါသားကလေးတွေရဲ့အုံနောက်ဆိုတာအရန်နုနေတယ်ဒဏ်ရာမရစေနဲ့ကွာဟုတ်ကဲ့အဖေသားကိုတော့ပြောပြလိုက်ပါသားရဲ့အဖေဘသူ့ကိုမှကြောက်လို့ငြိမ်ခံနေတာမဟုတ်ဘူးဆိုတာကိုတော့ပြောပေးပါမင်းကဘသူ့ကိုမှမကြောက်ဘူးမင်းကိုမင်းကြောက်နေတာဗျာမင်းရဲ့မိန်းမကိုချစ်တယ်ဆိုတာထက်ပိုချစ်တာငါနားလေတယ်မင်းရဲ့တီးစိတ်ကမင်းမိန်းမကိုခွင့်လွှတ်နိုင်ပေမဲ့မတီးစိတ်ကတုံနိုးကြီးဖြစ်နေတယ်အမှုဖွင့်ပြီးထောင်ချအောင်မလုပ်ချင်အောင်မှပြက်သားကွာရှင်းလိုက်ရင်အခုလိုဖြစ်လာမှာမဟုတ်ဘူးမင်းကိုယ်တိုင်ကမင်းမိန်းမကိုဆွလွတ်လိုက်ရမှာကြောက်နေလို့မင်းရဲ့မတီးစိတ်ကမင်းကိုအပြစ်တင်မှာကြောက်နေတယ်မင်းကတကယ်တော့ရင်လေးနဲ့ယူနေတာပါငါသားဗျာကားပေါ်တက်တော့လူစစ်နေပြီလုံရဲရင်ရဲတာခံလိုက်တခုတော့ကောင်းတာပေါ့ကွာမင်းဘဝမှာသင်ခန်းစာတွေအများကြီးရလိုက်တာပေါ့ဒါပေမဲ့လှုပ်တဲ့အလုပ်ကိုမင်းမလုပ်ခဲ့ဘူးဘာကိုလဲဖေရှင်းမဲ့ရှင်နှစ်ယောက်လုံးကိုရှင်းပြီးမင်းကိုမိမတက်သေးလိုက်ရမှာဗျာအမှန်ပြောတာဟဲ့အောင်ဟိုကောင်ကလည်းမင်းရဲ့မိမလို့မိမမျိုးတွေလိုက်ရှာအောင်ပါပဲမင်းလည်းမသေးမချင်းနှလုံးသားမှာအမာရွတ်ကြံခဲ့မှာပဲဟိုကောင်အသက်ရှင်နေတဲ့၍မင်းလိုခံစားရမယ့်ကောင်တွေရှိနေအောင်ပါပဲသွားတော့ငါသားမသေးသေးရင်ပြန်တွေ့ကြသေးတာပေါ့ကွာကလေးတွေအတွက်စိတ်မပူနဲ့ဟုတ်ကဲ့အဖေတကယ်တော့နှလုံးသားဆိုတာခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုသွေးလွတ်ပေးနေတဲ့အစိတ်ပိုင်းတစ်ခုပါချစ်ချင်းမုန်းချင်းနာကျင်ချင်းဆိုတာအုံနောက်ရဲ့စေးဆက်လှုပ်ရှားနှိုးဆော်မှုတစ်ခုပါဒါပေမဲ့အရာရာကိုခံစားနိုင်မှတ်သားနိုင်တဲ့အုံနောက်ကိုအလုံးလုံးနိုင်အောင်သွေးတွေပို့ပေးနေတာတော့နှလုံးသားပါအုံနောက်ကခံစားရသမျှတွေကလည်းနှလုံးသားကိုဗဟိုပြုနေတာကိုတော့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရပါတယ်အချုပ်ကတန်တိုင်ကြားကနေအပြင်ကိုငေးကြည့်နေတဲ့ကျွန်တော်မျက်လုံးထဲမှာမိသားစုတွေသွာလာလှုပ်ရှားနေတာကိုပဲမြင်မိပါတယ်ခွင့်လွှတ်ပေးခဲ့တယ်နားလည်ပေးခဲ့တယ်သိက္ခာနဲ့အဆက်တရားကိုမျက်ွယ်ပြုခဲ့တယ်ဆိုတာငွဲကိုအတတ်နဲ့မကချစ်ရလို့ဆိုတာငွဲကိုသိစေခြင်းနဲ့အခြားသူကိုချစ်တယ်လို့ပြောနိုင်စွမ်းရှိတဲ့ငွဲကိုသိစေခြင်းပါတယ်ငွဲကိုပေးရထားတဲ့ကျွန်တော်ရဲ့နှလုံးသားကိုငွဲကိုကဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့အခါအရာအလုံးကြေမွပျက်စီးခဲ့ရပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေစာရေးဆရာလွင်ဦးဟန်ရေးသားထားတဲ့နှလုံးသားကိုဗဟိုပြု၍ဆိုတဲ့ဇာတ်လမ်းကောင်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီခင်ဗျာဇာတ်လမ်းကောင်းလေးကိုအဆုံးထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်များစိတ်ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဇာနာနဲ့ဘဝထပ်တူကြနိုင်ကြပါစေခင်ဗျာကျွန်တော်ကတော့ပုံမှန်တင်ဆက်သူ PK ပဲဖြစ်ပါတယ်ခင်ဗျာ